လေးလူရှုမထားတဲ့နဲ့ကြောက်ကကျမကြီးကျမတို့ခန္ဓာကိုယ်မှာရှိတဲ့အင်္ဂါဆေးပိုင်းတွေဆိုတာကသူ့နေရာနဲ့သူအရေးကြီးတာကြောင့်ကုံလုံးကိုထိုက်တဲ့လောက်တော့ဂရုစိုက်ပေးဖို့လိုအပ်ပါတယ်။သူတို့လေးတွေယောဂကင်းပြီးဟန်ချက်ညီနေမှသာကျမတို့အနေနဲ့ကျမပျော်ရွှင်တဲ့နေ့ရက်တွေကိုပိုင်ဆိုင်နိုင်မှာဖြစ်ပါတယ်။အဲ့ဒီမှာအရေးကြီးအင်္ဂါရဲ့တစ်ခုဖြစ်တဲ့ကြောက်ကလည်းတစ်ခုအပါအဝင်ဖြစ်ပါတယ်။ကြောက်ကဆိုတာကကျမတို့ခန္ဓာကိုယ်အတွင်းမှာရှိတဲ့အငြိအကျေးတွေကိုစစ်ထုတ်ပြီးစီးအဖြစ်စွတ်ထုတ်ပေးရအပြင်ကိုမှသွေးညစ်ဦးထုတ်လုပ်တာဗီတာမင်ဒီထုတ်လုပ်တာသွေးပီအားကိုထိန်းချုပ်တဲ့ဟော်မုန်းတွေကိုထုတ်လုပ်တာကိုလည်းလုပ်ပေးပါတယ်။ဒါကြောင့်ကျမတို့ရဲ့ကြောက်ကလေးဟာဆိုရင်ယောဂကင်းပြီးတော့ကျမနေကိုရည်ချပါတယ်။ကြောက်ကမှာဖြစ်များတဲ့ယောဂများနာတာရှည်ကြောက်ကယောဂနာတာရှည်ကြောက်ကယောဂဟာဆိုရင်ကြောက်ကယောဂတွေထဲမှာအဖြစ်အများဆုံးဖြစ်တယ်လို့ယောဂဖြစ်နိုင်ခြင်းအများဆုံးဟာတူတူတာကြောင့်လို့ဆရာဝန်ကြီးတွေကဆိုပါတယ်။သွေးတိုးတဲ့အခါကြောက်ကထဲမှာရှိတဲ့သွေးကြောလေးတွေမှာဖိအားများလာပြီးတော့ပျက်စီးလာပါတယ်။နောက်ဆက်တွဲအနေနဲ့ကတော့ကြောက်ကပုံမှန်အတိုင်းအလုံးမလုံးနိုင်တော့တာပါ။အဲ့လိုကနေပြန်မကောင်းနိုင်တော့အောင်ပျက်စီးသွားပြီဆိုရင်တော့ကြောက်ကစီးရပါတယ်။ကြောက်ကစီးရဆိုတာကကြောက်ကရဲ့အလုပ်ကိုကုလို့ပြီးနေုံဖြစ်ပြီးတော့ကြောက်ကကိုပြင်းပြင်းနေတာမဟုတ်ပါဘူး။နောက်ဆုံးအဆင့်ကြီးကြောက်ကအစားထိုးရနိုင်ပါတယ်။နောက်ထပ်အနာဂတ်ရှိကြောက်ကယောဂကိုဖြစ်စေတဲ့အချက်တစ်ချက်ကတော့စီးကြိုပဲဖြစ်ပါတယ်။သွေးထဲမှာတခြားသက်တွေများလာတာနဲ့အမျှစီးထဲမှာကအချွန်တက်လုံခဲလာတာဟာကြောက်ကသွေးကြောတွေကိုတဖြည်းဖြည်းနဲ့ပျက်စီးလာစေပါတယ်။အဲ့လိုနဲ့ကြောက်ကသူ့အလုပ်ဖြစ်တဲ့အညစ်အကြေးတွေတန့်စင်တာကိုကောင်းကောင်းမလောနိုင်တော့တာကြောင့်ခန္ဓာကိုယ်ထဲမှာအဆိပ်အတောက်တွေဆူဆီးလာပြီးနာတာရှည်ကြောက်ကယောဂကိုခံစားရနိုင်ပါတယ်။ကြောက်တဲ့ခြင်းကြောက်တင်ရတဲ့အကြောင်းရင်းကတော့သွေးထဲမှာရှိတဲ့တထုသက်တွေကစီးထဲမှာပမာဏများလာတဲ့အခါအနေထိုင်ပြီးတော့ကြောက်အဖြစ်ပြောင်းလဲသွားတာပဲဖြစ်ပါတယ်။စီးသွားတော့မယ်ဆိုရင်တော့အဲ့ဒီကြောက်စားလေးတွေကစီးပုတ်ပြိုတစ်လျှောက်ဖြစ်တန်းလာပြီးတော့ပြင်းထန်တဲ့နာကျင်မှုကိုခံစားရပါတယ်။ကြောက်ကရောင်ခြင်းတိအကျပြောရမယ်ဆိုရင်တော့ကြောက်ကအတွင်းထဲမှာရှိတဲ့အညစ်အကြေးတွေကိုစစ်ထုတ်ပြီးနေရာလေးတွေရောင်းတာကိုဆိုလိုတာဖြစ်ပါတယ်။ယောဂပိုးတွေဆေးဝါးတွေမွေးရပါယောဂတွေကြောင့်ဖြစ်တတ်ပါတယ်။ညာတော့အဖြစ်တော့သူ့အလိုလိုကောင်းသွားပြီမဲ့ခဏခဏဖြစ်နေမယ်ဆိုရင်တော့ကုသမှုခံယူသင့်ပါတယ်။ကြောက်ကအရေးအိတ်တဲ့ခြင်းကြောက်ကထဲမှာအရေးအိတ်လေးတွေတက်နေတာကိုဆိုလိုတာဖြစ်ပါတယ်။အများအားဖြင့်အနည်းငယ်မရှိပေမဲ့အချို့ကတော့ကြောက်ကရဲ့လုပ်ငန်းဆောင်တာတွေကိုထိခိုက်စေနိုင်ပြီးကြောက်ကပျက်စီးသွားတဲ့အထိဖြစ်နိုင်ပါတယ်။ဒါအပြင်မျိုးရိုးလိုက်တဲ့ယောဂဖြစ်တာကြောင့်မိသားစုထဲမှာများယောဂခံစားမှုသူရှိခဲ့ရင်တင့်အနေနဲ့ဂရုတစိုက်နဲ့စောင့်ကြည့်စစ်ဆေးပေးဖို့လိုအပ်ပါတယ်။ကြောက်ကပြီးတဲ့ခြင်းကြောက်ကပြီးတဲ့တာကတော့စီးလန်းကြောင်းနဲ့စီးအိမ်တွေကိုစီးပိုးဝင်လာကြောင့်ဖြစ်များပါတယ်။အလဲတကူကုသနိုင်နေဆိုပေမဲ့လည်းခဏခဏဖြစ်မယ်ဖြစ်တိုင်းလည်းတိတိကျကျမကုသဘူးဆိုရင်တော့ကြောက်ကအထီးပိုးတွေပြန်သွားပြီးကြောက်ကပြီးတဲ့နိုင်ပါတယ်။ကြောက်ကယောဂခံစားရတဲ့အခါဘယ်လိုလက္ခဏာတွေပြလဲကြောက်ကယောဂအများစုကလက္ခဏာမပြတာများပါတယ်လက္ခဏာပြတဲ့အချိန်မှာဆိုရင်တော့ယောဂရင်းနေတဲ့အနေအထားထိဖြစ်နေနိုင်ပါတယ်နှုံးနာအာယုံဆွဆိုင်လို့မရတာအိတ်မပျော်တာစားတော့ပြတ်တာကြွက်တက်တာခြေကြီးဝတ်တွေဖော်တာမနေ့အိယာနုံနုံချင်းမှာမျက်နှာတွေဖော်အင်နေတာအသားရည်တွေခြောက်ပြီးမဲလာတာချူးတစ်ပြေညဘက်တွေမှာစီခဏခဏသွားတာစတဲ့လက္ခဏာတွေမကြခံစားရနေပြီဆိုရင်တော့တတိထားတင်ပါတယ်ယောဂပိုးဆိုးလာပြီးကြောက်ကပြတ်တဲ့အဆင့်အထိရောက်လာပြီးဆိုရင်တော့ပုံမှန်ထက်စီးသွားတာနည်းနေတာသို့မဟုတ်များနေတာသွေးရနေတာသွေးတိုးထင်းရခတ်လာတာပိုဖောလာတာသွေးပင်ပိုတက်စီယန်တက်လာတာစတာတွေဖြစ်လာနိုင်ပါတယ်ဘသူတွေမှာကြောက်ကယောဂပိုဖြစ်နိုင်လဲကြောက်ကယောဂအဖြစ်အများဆုံးကတော့စီးကျိုယောဂရှိတဲ့သူတွေပဲဖြစ်ပါတယ်ဒါအပြင်သွေးတိုးယောဂအသက်အရွယ်ကြီးလာတာစတာတွေကြောင့်လေကြောက်ကယောဂဖြစ်နိုင်ချေရှိပါတယ်။ကြောက်ကယောဂမဖြစ်အောင်ဘယ်လိုနေထိုင်စားတော့ကြမလဲ။အသက်ကြီးလာကြောင့်နဲ့မျိုးလိုက်တာကြောင့်ဖြစ်တဲ့ကြောက်ကယောဂတွေကိုတော့ကာကွယ်လို့မရပါဘူး။ယောဂမပြင်းထန်အောင်ဂရုစိုက်ရမှာဖြစ်ပြီးတော့အခြားအကြောင်းအရာတွေကနေလေကြောက်ကကိုမထိခိုက်အောင်ကာကွယ်သင့်ပါတယ်။ကြောက်ကယောဂတွေကိုကာကွယ်နိုင်ဖို့အတွက်ဆိုရင်တော့ရှင်များများတောက်ပါစီးကျူသွေးတိုးစရယောဂအခံရှိရင်တည်တည်ချာချာထိန်းပါစာလျှော့စားပါစီလိတ်ဖြတ်ပါဆရာဝန်ကြီးရချက်မပါပဲကိုယ်တဘောနဲ့ကိုကြိုက်ခဲပြောက်စီတွေကိုမတောက်ပါနဲ့ကြောက်ကနှလုံးရှိရင်ပစ္စည်းသွားရင်တော့အစားထိုးလို့ရတယ်ကြောက်ကတစ်လုံးထဲနဲ့လည်းအသက်ရှင်နိုင်တယ်လို့ပြောကြပြီးမြင်တကယ်လက်တွေ့မှာဝေဒနာတွေအများကြီးခံစားရပါတယ်ဝေကုန်ကြီးကြလည်းအင်မတန်များပါတယ်
ကြောက်ကပ်မကောင်းရင်နောက်ဆက်တွဲကိုယ်ရေးအင်္ဂါတွေပါထိခိုက်နိုင်တာကြောင့်ကိုယ့်ရဲ့ကြောက်ကပ်လေးကိုကောင်းကောင်းလေးဆောက်ရှောက်ဖို့ကြံပြုချင်ပါတယ်။